ဒီတစ်ခေါက်မို့ပြင်းဦးလွင်မှာရှူတင်လာရင်နဲ့အားရရဲ့ကလေးမှာအရန်သွားချင်နေတဲ့ Winter Force Cabin ကိုရအောင်သွားခဲ့ပါတယ် vlog လေးကိုလိုက်ကြည့်နော်ဘယ်နားလေးမှာလဲဆိုတော့မဟာအန်ထုကန်တာဖရာအကျော်လေးနားမှာပါပဲဒါတော့ဒီမိုးတို့ရောက်တဲ့ resort ရဲ့အဝင်ဝါပေါ့နော်သူကတကယ်လုံးဝတဘာဝပုံစံလေးနဲ့လှုပ်ထားတယ်လုံးဝ nature vibe ကိုအပြည့်ဝပေးရပေါ့နော်ဆိုတော့လူငယ်တွေလာချေးခြင်းတဲ့လူတွေ dress ဆိုလို့ရှိရင်တော့လုံးဝကွက်တီပဲဒီနေရာရေကူးကန်နေမြင်ရတဲ့ view လေးကလည်းအရှမ်းကူမှလှတယ်ပြီးမှဆိုလေဒီရေကူးကန်ပေးတာမှရမ်းလှတယ်ပန်းပင်လေးရှိတယ်ဒါဒီ view ကြည့်ပါဦးရှမ်းကိုမှမိုက်တယ်ပြီးရင်ခန်းထဲကိုပြမယ်နော်သူကတော့အပေါ်ထက်အောက်ထက်လေးရှိတယ်ဒီလိုလေးလှေကားလေးနဲ့တက်သွားရမယ်အပေါ်ရောက်ရင်ဒီအခန်းရှိမှဒီလို space အကျယ်လေးလေးရှိတယ်ဒါကတော့အခန်းပေါ့နော်ပေါ်တဲ့အခန်းပေါ့ခန်းထဲကိုပြပေးမယ်နော်ဝါခန်းထဲကိုဝင်သွားပါပြီအခန်းတော့အခုကတော့လိုက်ကာလေးပိတ်ထားလို့ပေါ့လိုက်ကာတွေဖွင့်လိုက်လို့ရှင် view တွေအကုန်တောင်းလျှောက်မြင်ရတယ်အလင်းရောင်လည်းအရန်ကောင်းတယ်ပတ်ဝန်းကျင်လည်းမြင်ရတယ်ရှုခင်းတွေကိုလည်းမြင်ရတယ်ခုလောလောဆယ်ကတော့ပေါ့အခန်းကိုလိုက်ကာလေးနဲ့ခဏကာထားရပေါ့ဒါဘော်ဒက်ကနေမြင်ရတဲ့ view ပေါ့နော်မိုးခုနေအခန်းဆိုလို့ရှင်ဒီအပင်တွေကိုလည်းမြင်ရတယ်ရှေ့အခန်းတွေလည်းမြင်ရတယ်ပြီးတော့ဒီဟိုကတောင်တန်းတွေကိုလည်းအများကြီးမြင်ရတယ်ဒီပန်းလေးကဟိုတယ်ဝင်းထဲကပန်းပင်လေးပေါ့နော်ဂျပန်ပရောက်ပန်းနဲ့လှလို့ပြန်လေးထွက်ပြီးတော့လေးရှူလမ်းလေးလျှောက်ပြီးတော့ပတ်ကြည့်လိုက်ပါအောင်မယ်မောကလေ view ဆိုလို့ရှင် garden view ပေါ့နော်ဒီ garden vibe ကိုကြိုက်တယ်အဲ့လိုမျိုးဒီမြက်ခင်းစိမ်းတွေပန်းပွင့်စိမ်းတွေမြင်ရတာကိုရမ်းသဘောကျတယ်ကဲရေကူးမဲ့ချိန်ရောက်ပါပြီကြည့်ပါအောင်ရေကူးမဲ့ချိန်မှာဘလောက်မိုက်လဲလို့မိုးပွားလေးတွေကြာနေရဲ့ဟိုမှတွေ့လာတက်တိုင်ရလဲပေါ်နေတယ်ဆိုတော့ view ကတော့ share ပဲတကယ်မိုးလိုချင်တဲ့ vibe ကိုအပြည့်ပေးတယ်ဆိုတော့နေရောင်ကြီးလေးပေါ့ဆန်းဆက်လေးလည်းရှိနေတယ်မိုးပွားလေးလည်းကြာနေတယ်တက်တိုင်ကိုလည်းကြည့်ပြီးရေကူးရတယ်တကယ်ကိုစိတ်ပါပဲရှင်တင်နံချိန်ရောက်ပြီပေါ့နော်ရေကူးထားဆိုတော့အများကြီးစားပလိုက်တယ်တနေကုန်ပင်မန်းထားတာဆိုတော့နားယူပါတော့မယ်ရှင်မိုးရမ်းသွားချင်နေတဲ့ Winter Force Cabin မှာ first night ပဲဖြစ်ပါတယ်ကောင်းကောင်းလေးအိပ်လိုက်ပါဦးမယ်အားလုံးပဲ good night ပါတတာ